ဒါဆိုလို့ရှိရင်အစုလိုက်ပြောလိုက်တက်ခံရမှုနှစ်ပေါင်း32နှစ်ပြည့်တဲ့အထိမ်းအမှတ်ပေါ့နော်ဖန်စီရဲ့ line မှာချထားတယ်နင်းစီပန်းနေအစုံလာချထားတယ်ဒီခီကာလီဂျီနိုဆိုက်မြူဇီယံကနေတော့ကြတော့လေ UNESCO ရဲ့ကမ္ဘာအမွေအနှစ်စည်းဝင်တဲ့နေရာတစ်ခုဖြစ်တယ်ဒါတော့တေဝါလူတွေရဲ့နာမည်တွေမနေ့ကသွားခဲ့တဲ့ Genocide Memorial Museum ကျတော့သူကလေအထဲမှာဓာတ်ပုံရိုက်လို့မရတော့လေနော်အိမ်ပြန်ရောက်မှအထက်ပြီးမှဗီဒီယိုလုပ်တာဖြစ်တယ်ဆိုတော့အဲ့မှာတွေ့ခဲ့ရတဲ့ဟာကိုအကြမ်းဖြင်းရှင်းပြမယ်ပေါ့နော်အတိကလေတခုပြောပြချင်တာကဒီဗီဒီယိုကလေတမိုင်းပြောပြတဲ့ဗီဒီယိုမဟုတ်ဘူးနော်ခိသွားရင်းထဲမှာခီကာလီမြို့တော်ရောက်တဲ့ခီကာလီမြို့တော်မှာအဓိက tourist attraction ဖြစ်တဲ့ museum တော့လေတယ် museum မှာတွေ့တာကိုရိုက်ပြချင်တယ်အဲ့လောက်ပဲပေါ့နော်တမိုင်းတွေပါရင်းနဲ့အမျိုးကိုကားပြီးတော့မှပြောတာတခုမှမရှိဘူးနော်ဒီအထဲမှာတွေ့ခဲ့တဲ့ဟာကိုကွာပြန်ပြီးမှဘာတွေ့ရလဲဆိုတာကိုပြန်ပြောပြတဲ့ဟာပဲဖြစ်တယ်ဆိုတော့တမိုင်းတွေကတော့မျိုးသောကားတွေဖြစ်နိုင်တယ်ဆိုတော့ဒီဗီဒီယိုကတော့အထဲမှာသူတို့နိုင်ငံတော်ကပြထားတဲ့ဟာကိုကွာဖတ်ပြီးမှမြင်ရတဲ့ဟာကိုပြန်ပြီးမှ explain လုပ်ပေးတဲ့ဟာလို့မှတ်ယူစီချင်ပါတယ်ဆိုတော့ okay let's startခီကာလီမျိုးရဲ့ Genocide Memorial Museum ကိုရောက်နေရပေါ့နော်အဓိကလေ genocide ဖြစ်ရတဲ့အကြောင်းရင်းကျတော့သူဒီနိုင်ငံမှာနားလည်အောင်ပြောရလို့ရှိရင်ပေါ့နော်ဒီနိုင်ငံမှာကအဓိကလူမျိုးစုနှစ်စုရှိတယ်ဟူတူလူမျိုးစုရဲ့တော့စီလူမျိုးစုရဲ့ဆိုမှလူမျိုးစုနှစ်စုရှိတယ်ဒါပေမဲ့ယနေ့ယေဝန္တာနိုင်ငံကကြတော့ဘာမှမရှိတော့ဘူးနော်ယေဝန္တာလူမျိုးတစ်သက်တစ်ခုပဲကြံတော့တယ်ဒါကပေါ့နော်နှစ်ပေါင်းများစွာရုပ်ဆိုအကြီးတန်ခဲ့တဲ့ဖြစ်ရဆိုအပြီးမှာယေဝန္တာနိုင်ငံဒီဘာမှလူမျိုးစုတွေမရှိတော့ဘူးတခုတည်းတော့ယေဝန္တာလူမျိုးစုတစုပဲကြံတော့တယ်ပေါ့နော်အဲ့လိုသူတို့ဘယ်လူမျိုးတော့မေးလို့လည်းမရတော့ဘူးနော်သူတို့တွေအခုအကုန်လုံးကယေဝန္တာနိုင်ငံရဲ့အောက်မှာပဲရှိတဲ့ယေဝန္တာလူမျိုးတွေပဲဖြစ်ကြတော့တယ်ဆိုတော့ okay အခုကျတော့အရန်ငိမ့်ချမ်းပြီးတော့ငိမ့်ချမ်းတယ်အေးချမ်းတယ်တကယ်ကိုမှအတူယူစရာကောင်းတဲ့နိုင်ငံတစ်ခုကိုရောက်ရှိသွားပြီပေါ့နော်ဒါလောခဲ့တဲ့နှစ်ပေါင်း30ကျော်ကာလမှာဖြစ်ခဲ့တဲ့အတိတ်ဆိုးတစ်ခုကိုပြန်ပြီးမှရှင်းပြတာဒါဖြစ်တယ်ဒီခေတ်ကာလမှာဘာမှမရှိတော့ဘူးယေဝန္တာနိုင်ငံဒီကမ္ဘာတစ်ခုလုံးကအတူယူရမယ်အာဖရိကရဲ့ကြားတစ်ဖြစ်တော့ရောက်ရှိနေပြီဖြစ်တယ်ဆိုတော့ခုနကပြောခဲ့တဲ့ Genocide Museum အကြောင်းပြန်ပြီးမှရှင်းပြပေးမယ်နော်ယေဝန္တာနိုင်ငံရဲ့အဆိုးရွားဆုံးအတိတ်ဆိုးဖြစ်ခဲ့တဲ့ Genocide ဖြစ်စဉ်ကြီးဖြစ်ခဲ့တာကအခုဆိုလို့ရှိရင်တော့နှစ်ပေါင်း32နှစ်တိဖြစ်ခဲ့ပြီအခုတည်းထိတောင်မှဒီပြတိုင်းမှာဆိုလို့ရှိရင်ပေါ့နော်လွမ်းသူပန်းခွေလာချကြတယ်နေ့စဉ်နေ့တိုင်းအခမ်းအနားတွေလုပ်ကြတယ်တေဆုံးချင်းအောင်မေဖွေရအခမ်းအနားတွေလုပ်ကြတယ်ပြီးတော့အုပ်ကူတွေဆိုလို့ရှိရင်ဒီပြတိုင်းအောင်ပြတိုင်းမှာပဲမြုပ်နှံထားတာတွေအများကြီးရှိတယ်မြုပ်ထားတဲ့ဟာတွေပေါ့နော်ပြတိုင်းမှာပြထားတာဘာတွေလဲဆိုလို့ရှိရင်တော့ဒီကလေကဘာကြီးမှာဖြစ်ခဲ့တဲ့ genocide ဖြစ်ရန်တွေရဲ့တမိုင်းကြောင်းကိုလည်းပြပြထားတယ်ဥပမာဆိုလို့ရှိရင်တော့ကမ္ဘောဒီးယားနိုင်ငံမှာဖြစ်ခဲ့တဲ့ခမာတွေရဲ့တပ်ဖြတ်ခံရမှုတွေပြီးတော့မှဘော့စနီးယားနိုင်ငံမှာဖြစ်ခဲ့တဲ့တပ်ဖြတ်ခံရမှုတွေအဲ့လိုမျိုးပေါ့နော်တမိုင်းကြောင်းတွေကိုအများကြီးသူတို့ရှင်းပြထားတဲ့ပြခန်းတွေလည်းအဲ့မှာရှိတယ်ပြီးတော့မှသူတို့နိုင်ငံမှာ1994ခုနှစ်မှာဖြစ်ခဲ့တဲ့ genocide ဖြစ်စဉ်တွေကိုပြသထားတယ်ပေါ့နော်ဘယ်လိုဖြစ်ခဲ့လဲဆိုလို့ရှိရင်တော့ဒီနိုင်ငံမှာကအဓိကလူမျိုးစုနှစ်စုရှိတယ်ဟူတူလူမျိုးစုရဲ့တော့စီလူမျိုးစုရဲ့ဆိုမှလူမျိုးစုနှစ်စုရှိတယ်ပေါ့နော်ဟူတူတွေကကြတော့လူမျိုးရေး85%လောက်ကိုဟူတူတွေကနေထိုင်တယ်14%ကကြတော့တော့စီတွေကနေထိုင်ကြတယ်နောက်ထပ်1%ကကြတော့သူကတွာတွေနေထိုင်တယ်ပေါ့နော်တွာလူမျိုးတွေနေထိုင်တယ်အဓိကအခုဖြစ်ရမှာဖြစ်ခဲ့တာကြတော့ဟူတူတွေကနေပြီးမှတော့စီတွေကိုလူမျိုးတုံးတက်ဖြတ်တာဖြစ်တယ်လောကကိုမှလေအမျိုးအနွယ်ကိုအောင်တတ်တာဖြစ်တယ်ဒီယူအန်နိုင်ငံကိုအတိတ်ကာလမှာကကြတော့အင်္ဂလိပ်တွေနဲ့ဘရဂျီနိုင်ငံသားတွေအုပ်စုခဲ့တယ်အခုယူအန်နိုင်ငံမှာပြည်သစ်စကားလည်းပြောတယ်နော်ပြည်သစ်စကားလည်းဒီမှာအများဆုံးပြောကြတယ်ဆိုဘယ်ဂျီယန်လည်းဒီမှာအုပ်စုခဲ့တော့လေနော်ဒီမှာသူတို့အင်္ဂလိပ်စကားပြောတယ်ပြည်သစ်စကားပြောတယ်ပြီးတော့မှယူအန်နိုင်ငံသုံးဘာသာစကားရှိတယ်အဲ့လိုမျိုးတွေသူတို့ပြောကြတယ်ပေါ့အင်္ဂလိပ်တွေဘယ်ဂျီယန်တွေအုပ်စုခဲ့တဲ့ကာလမှာတော့ကလူနည်းစုဖြစ်တဲ့တော့စီလူမျိုးစုတွေကလောကကိုမှ favor ပေးခံရတယ်ပေါ့နော်1994ခုနှစ်မှာဒီယူအန်နိုင်ငံတမ္ပရာကြတော့သူကဟူတူလူမျိုးလေယူအန်တမ္ပရာစီးနင်းလာတဲ့ဒီလိုမျိုးလေရင်ကပစ်ချခံရတယ်အဲ့ဒီကနေမှဇလန်ကစတယ်ပစ်ချတဲ့သူတွေကိုပြန်ပြီးမှစုံစမ်းကြည့်တော့သူတို့ထင်တာပေါ့နော်ဒါတော့စီလို့သူတို့ထင်တယ်ဆိုတော့တော့စီတွေကိုလုံးဝကိုမျိုးနွယ်စုလိုက်ကိုတက်ပစ်ခဲ့ဖို့အတွက်သူတို့ဆုံးဖြတ်ချက်ချခဲ့တဲ့ဒီဟူတူလူမျိုးစုတွေကပေါ့နော်ဟူတူနဲ့တော့စီတွေကပြည်တွင်းစစ်တွေဖြစ်ခဲ့တာမှန်တယ်ဒါပေမဲ့သူတို့1990ခုနှစ်မှာသူတို့တွေကညှဉ်းချမ်းရေးရပြီးသွားပြီ1994 April မှာစခဲ့တဲ့ဖြစ်ရကနေမှ1994ဇူလိုင်လမှာအဆုံးသတ်ခဲ့တဲ့3လတာဖြစ်စဉ်ကလူကြီးတန်းလောက်အထိကိုမှတိတ်ဆုံးခဲ့တယ်ကမ္ဘောဒီးယားမှာဖြစ်ခဲ့တဲ့ genocide ဖြစ်စဉ်ကကြတော့ပို့ပြီးတော့လူတေပြောက်များမယ်လို့ထင်မိမယ်ပေါ့နော်ဒီမှာလဲလူကြီး8တန်းကနေမှတန်းလောက်အထိကိုတိတ်ဆုံးတယ်လို့သူတို့ပြောကြတယ်
ဒါတော်တော်လေးဟိုမှာကဘာကြီးကိုတုံလုံးစစ်ခဲ့တဲ့တမိုင်းဝင်ဖြစ်ရက်ပေါ့နော်ဂျီနိုဆိုက်ဖြစ်ရက်ပြည်တွင်းစစ်ပေါ့အဓိကတိုင်းသားအချင်းချင်းဖြစ်တဲ့ပြည်တွင်းစစ်လို့ပြောလို့ရတယ်ကလေးတငယ်မိန်းမအကုန်မကြံဖျားချောင်းဆေးရုံလမ်းပေါ့အကုန်မကြံကိုမှတက်ပစ်ခဲ့တယ်တကယ်ကိုမှအဲ့ရနေပြီးမှ survive လုပ်နိုင်ခဲ့တဲ့သူတွေလည်းရှိတယ်။တေဆုံးခဲ့တဲ့ကလေးတွေရဲ့ရုပ်တွေပြသထားတဲ့အယိုးခေါင်းတွေရှိတယ်အယိုးစုတွေရှိတယ်အင်ဂျီတွေရှိတယ်တကယ်ကိုမှလေအယိုးခေါင်းတွေအများကြီးပြထားတယ်အင်ဂျီတွေလည်းအများကြီးရှိတယ်သူတို့တုံးခဲ့တဲ့တုံးဆောင်တွေလည်းပြသထားတယ်ပေါ့နော်တေတဲ့သူတွေရဲ့ဒီလိုမျိုးပေါ့နော်အဓိကဓာတ်ပုံတွေပြထားတယ်လူတွေဘယ်လိုတေခဲ့လဲပေါ့နော်အယိုး6တွေဖြစ်နေတဲ့ဟာတွေကိုအများကြီးပြသထားတာကိုတွေ့ရတယ်ပြီးတော့သူတို့တက်ခဲ့တဲ့လူတွေလေဟိုပါပေါ့ပစိန်တွေပုံစံမျိုးပစိန်တွေတန်လျစ်တွေပါကြီးလည်းအမှကုန်ပြထားတယ်အဓိကပြတ်ခန်းဆိုတဲ့အတိုင်းပေါ့နော်ဟိုတမိုင်းအကြောင်းတွေအကုန်ပြထားတယ်စာတွေရေးထားတယ်အဓိကပြည်သစ်စာနဲ့ရေးထားတယ်အင်္ဂလိပ်စာနဲ့ရေးထားတယ်ဒီမှာကတော့လောပြည်သစ် speaking country ထဲမှာသူလည်းပါတယ်ပေါ့နော်ယူနန်နိုင်ငံကလည်းပြည်သစ်စကားပြောတဲ့နိုင်ငံထဲမှာပါတယ်ဆိုတော့ပြည်သစ်စာတွေကတော့ဒီမှာအရင်အသုံးဝင်နေရေးလည်းရေးပါတယ်ပေါ့နော်အဲ့လိုမျိုးဖြစ်တယ်အဓိကကလေပြချင်ပြီတက်ပေါ်ရိုက်လို့မရဘူးဒီခြံဝင်းထဲမှာတော့ရိုက်လို့ရတယ်ဒီခြံဝင်းထဲမှာကကျတော့ဘာတွေရှိလဲဆိုတော့ဟိုအချိန်မဲ့ပန်းခွေချတဲ့နေရာတွေရှိတယ်ပြီးလို့ရှိရင်အုပ်ကူတွေရှိတယ်ပန်းချံပေါ့နော်အချိန်မဲ့ပန်းချံလုပ်ပေးထားတယ်အမြဲတမ်းနစ်စီပန်းတွေပါလာချတဲ့သူတွေရှိတယ်ပန်းခွေချတဲ့သူတွေရှိတယ်အဲ့လိုပုံစံမျိုးပေါ့နော်မျိုးတော်ကိုရောက်တော့မှတွိုင်းမလေးလာခဲ့တဲ့ယူဗန်နာနိုင်ငံရဲ့ဂျီနိုဆိုက်မြူဇီယမ်ဖြစ်ပါတယ်။နောက်ထပ်ဖြင့်ယူဗန်နာနိုင်ငံရဲ့အတူတူစီအကောင်းဆုံးဟာတွေပြောပြချင်တယ်ဒီနိုင်ငံမှာလေလုံးဝကိုမှလမ်းပေးစေးတယ်မရှိဘူးပလတ်စတစ်အိတ်မသုံးဘူးပြီးတော့ဒီမြို့မှာခီဂါလီမြို့မှာမြို့တော်ကြီးမှာဆိုလို့ရှိရင်လစဉ်လတိုင်းရဲ့နောက်ဆုံးပန်စနေနေ့မှာဆိုလို့ရှိရင် तू ကားတွေဆိုင်ကယ်တွေကို free လမ်းပေါ်ထွက်လို့မရတဲ့ car free day ဆိုင်ကယ် free day လောက်တာတွေရှိတယ်ပြီးတော့ဒီနိုင်ငံမှာလေရရကစီကြီးရည်ဒီလားသူတို့တွေကလေဒီမျိုး tourist တွေအရန်မလာအောင်ဖက်ခါတွေအရန်မလာအောင်ဆိုတော့ထိန်းချုပ်ထားတယ်ဟိုတယ်ခါတွေစီးကြီးတယ်စောက်တောက်ခါတွေစီးကြီးတယ်ဘာမဆိုစီးကြီးတယ်ပြီးတော့ safari 4တွေစီးကြီးတယ် national park fee တွေစီးကြီးတယ်အကုန်စီးကြည့်အောင်သူတို့လုပ်ထားတယ်ပေါ့နော်ပြီးတော့ဆိုင်ကယ်တွေပါစီးလို့ရှိရင်အော်တိုမဆောင်လို့မရဘူးလုံးဝကိုဒါအရေးပါတယ်ဆိုင်ကယ်စီးလို့ရှိရင်အော်တိုမပိုင်လုံးဝကိုမဆိုင်ကယ်စီးခွင့်မရှိဘူးအနောက်မှာထိုင်နေသူလည်းအော်တိုဆောင်ရတယ်အရှိမမောင်းနေသူလည်းအော်တိုဆောင်ရတယ်ပြီးတော့ဒီနိုင်ငံမှာလူတွေကလေဘယ်ဒုက္ခလုံးဝမရှိဘူးလူတွေကကြည့်လိုက်တာနဲ့လူတွေငြင်းချမ်းနေတာမျက်နှာမှာတော့သူတို့မျက်နှာကိုကြည့်ရတာမှလူတွေငြင်းချမ်းနေတာဟိုလိုတခြားအာဖရိကထိုင်ဇာနီးယားမှာတော့ဟေးလာအဲ့လိုလေရုံးရင်းဆန်ခက်ကလူမြင်လို့ရှိရင်လေဟိုတစားစားခေါ်အဲ့လိုမျိုးပါဇက်တရန်တာတွေဒီမှာလုံးဝမရှိဘူးတကယ်ကိုမှစိတ်ချမ်းသာတယ် tourist တွေခီးသွားလို့အရန်ကောင်းတယ်စိတ်ငြင်းချမ်းတယ်ပေါ့နော်ဘယ်သူမှကိုတိုက်စီသမားတွေလူရက်ခွန်မနေဘူးပြီးတော့ဈေးရလည်းအရန်မှန်တယ်ဘယ်သူမှကိုချင်းကျွေးလို့မရဘူးမြို့ထဲမှာဆိုလို့ရှိရင်လည်း car free zone တွေရှိတယ်ကားမမောင်းရတဲ့နေရာတွေရှိတယ်သူတို့ကလူတွေပဲအပန်းဖြေဖို့အတွက်ဆိုင်တွေပဲထားလို့ရတဲ့နေရာသူတို့လုပ်ပေးထားတယ်အာရှမှာတော့မရှိတဲ့ဟာတွေဒီမှာအများကြီးတွေ့ရတယ်သူတို့စီမှာ coffee အရန်စိုက်တယ်အဓိက coffee ကသူတို့စီမှာအရန်အရေးပါတဲ့ဟာတစ်ခုဖြစ်တယ် coffee အရေးပါတဲ့ကြောင့်မလို့သူတို့ပတ်စံမှာတော့ coffee ပုံရိုက်နေထားတယ်ပေါ့နော်အခုဆိုလို့ရှိရင်ယူဗန်နာနိုင်ငံကလောခဲ့တဲ့နှစ်ပေါင်း30ကအတိတ်ဖြစ်ရဆိုရနေလွန်မြောက်ခဲ့ပြီးတော့မှအာဖရိကရဲ့ကြားဖြစ်သူရောက်ရှိနေပြီဖြစ်ပါတယ်ဆိုတော့ဒီနေ့ဗီဒီယိုကဒီလောက်ပါပဲနောက်ထပ်ယူဗန်နာဗီဒီယိုတွေလည်းထိမှတင်ပါဦးမယ်အားလုံးကိုဘိုင်ဘိုင်